0ခုနံပါတ်9ရောက်သွားပြီเนาะအချက်လက်ရှာပို့စာနံပါတ်9ရောက်သွားပြီပြီးရင်နောက်တစ်ပုတ်ပြီး0ကုန်ပါပြီเนาะနောက်တစ်ပုတ်ပြီးသွားရင်ဒီအချက်လက်ရှာတာပြီးသွားပြီဂိုင်း guide ကိုလုပ်ပြရမှာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်0မေးခွန်းဖတ်ရအောင်ခခုဆန်တို့တဲ့မာရီဆန်ဝါတဲ့ right shoe ဘန်ကျော်ကိုက်ကိုရှီနာကုတဲဝိုင်ခင်မဆန်တဲ့ခခုဆန်နဲ့မာရီဆန်ကတဲ့ right shoe နောက်ဘက်မှာဘန်ကျော်ကိုက်လိလာမှုပြန်ပွဲပေါ့နော်ရှီနာကုတဲဝါဤခင်မဆန်မလုပ်လို့မရဘူးဘယ်တဲဝါဤခင်မဆန်ဆိုဘယ်လို့မရဘူးတဲ့ခခုဆန်က right shoe လာမယ့်ဘက်မှာမိုင်းနီချီနေတိုင်းဂေါ်စန်ချူမနက်ပိုင်းအစိုးကရှိတယ်အလုံးများတယ်။ဘာသတိထားမလဲ။သူကနောက်ဘက်မနက်ပိုင်းနေမှာအလုံးများတယ်ဆိုတော့မနက်ပိုင်းမပါတာကိုရွေးရမှာစေတော့။နောက်တစ်ခုကမာရီဆန်နဲ့ခါကုဆန်ကတဲ့ is ဘန်ကျော်ကိုင်နီဒေမတ်ကတဲ့မာရီဆန်နဲ့ခါကုဆန်အပဲချိန်မှာဘန်ကျော်ခိုက်ကိုပါဝင်ပါလေ။ပထမတစ်ခုကဂေဆိုယောဘီတနေ့လာနေသို့မဟုတ်သို့မဟုတ်ကခါယောဘီအင်္ဂါနေ့ရဲ့မွန်လွယ်ပိုင်းတနေ့လာနေသို့မဟုတ်ဒီမှာခါနေယောဘီမဟုတ်ဘူးเนาะဒီမှာခင်းယောဘီတော့ခါနေယောဘီရေးထားလို့เนาะခင်းယောဘီတောက်ကြနေရေမွန်လွယ်ပိုင်းအင်္ဂါနေ့သို့မဟုတ်တောက်ကြနေမွန်လွယ်ပိုင်းလားဗုဒ္ဓဟူးနေ့သို့မဟုတ်ဇာတပတိနေ့မွန်လွယ်ပိုင်းလားအဲ့ဒါတို့နောက်ကလေးကြည့်မယ်နော်အဲ့တော့ခေါကုဆန်ဝါတဲ့ခေါကုဆန်နဲ့ဘန်ကျော်ကိုက်ကိုအီဆူရှိမာရှောကာတဲ့ဘန်ကျော်ကိုက်ကိုပဲတော့လုပ်ကြမလေးပေါ့နော် right shoe လာမယ့်အပတ်ဂဲဆူယောဘီနော်တနေ့လာနေရဂေါ်စန်ချူကမနက်ပိုင်းကကြီးကံကအာဒီမှာအချိန်ရှိတယ်ဆိုတော့အားတယ်ဒါပေမဲ့သူကဗာပြောတာလေရှိမှာသူကကြတော့မနက်ပိုင်းကအလုံးများတယ်လို့ပြောထားတယ်အဲ့တော့အလုံးမနက်ပိုင်းအားတယ်ဆိုတော့တနေ့လာနေကလုံးဝတယောက်ကလည်းအားတယ်တယောက်ကမအားဘူးဆိုတဲ့အတွက်အစင်မပြေဘူးဆိုတဲ့အတွက်တနေ့လာနေပါတာကိုပယ်လိုက်မယ်အဲ့တော့ဒီမှာစနေတို့ဒီမှာလေဒါခေါက်ခုဆန်ကြတော့ဘာလဲဆိုလို့ရှိရင်မနက်ပိုင်းမိုင်းနီချီနေတိုင်းဂေါ်စန်းချူကအလုံးများတယ်တနင်္လာနေ့ရတဲ့တနင်္လာနေ့မနက်ပိုင်းဟိုကကျတော့တနင်္လာနေ့မနက်ပိုင်းတနင်္လာနေ့မှာဆိုရင်မနက်ပိုင်းနေရစားပြီးချိန်ရရှိတယ်မွန်းလွဲပိုင်းရအလုံးများတယ်ဆိုတော့ဒါနှစ်ယောက်ကအချိန်ရမတူတဲ့အတွက်ကြောင့်တနင်္လာနေ့ပါတာလေတနင်္လာနေ့ပါတာလေးစနေတို့ဖယ်ပလိုက်မယ်အဲ့တော့1နဲ့2ဖယ်ပလိုက်ပြီး3နဲ့4ပဲရှိမယ်အင်္ဂါနေ့လားဒါမှမဟုတ်ရင်ဗုဒ္ဓဟူးနေ့လားဇာတပတိနဲ့တောက်ကြတဲ့နောက်ကလိုက်မှာပေါ့နော်အဲ့ဒါစနေတို့နောက်ထပ်ကြည့်ရအောင်ဟုတ်ပြီအဲ့ဒီမှာဆိုရင်နောက်တစ်ခုကခါယောပြီးမှာတဲ့အင်္ဂါနေ့ကကြတော့ဂေါကောမွန်းလွယ်ပိုင်းခိုင်းခင်းကဒီမှာကအစည်းအဝေးရှိပေမဲ့စမ်းကြည့်ဒီအိုဝါဒီမှာ3နာရီမှပြီးမယ်ဆိုတော့ဒါအချိန်ရလောက်သေးတယ်အင်္ဂါနေ့ရလောက်တယ်နော်အင်္ဂါနေ့တော့ဗုဒ္ဓဟူးပဲကြည့်ရမှာဗုဒ္ဓဟူးကကြတော့စွင့်ရောပြီးတော့တဲ့ဗုဒ္ဓဟူးနေ့နဲ့မုကုရောပြီးွာဇာတာပတိနေ့ကကြတော့တိုကျိုနီမှာဆန်တိုကျိုမှမရှိဘူးတိုကျိုမှမရှိဘူးဆိုတဲ့အတွက်ဗုဒ္ဓဟူးနေ့ရလာမရဘူးဗုဒ္ဓဟူးနေ့ပါတာပယ်လိုက်လို့ရပြီဟုတ်တယ်နော်ဟုတ်ပြီနောက်တစ်ခုထပ်ကြည့်မယ်တောက်ကြံနေသူပါထားတယ်ဆိုတော့ခင်းရောပြီးွာတဲ့တောက်ကြံနေကတော့တနေ့လုံးအဆင်ပြေတယ်အချီနီချီတနေ့လုံးဒိုင်းချုပ်ဘူးတယ်အဆင်ပြေတယ်ခောက်ခုဆန်ကဘလို့လဲတဲ့ဟုတ်ပြီနော်အဲ့တော့စေးတို့ကခုနကအပေါ်နှစ်ခုကတနေ့လာနေရအဆင်မပြေဘူးဆိုတဲ့အတွက်နှစ်ယောက်လုံးအဆင်မပြေတဲ့ချိန်မို့လို့အမကြီးချစ်လိုက်ပြီဒီနှစ်ခုကဟုတ်ပြီနံပါတ်3ကကျတော့ခါရောပြီလားနံပါတ်4ကစုရောပြီလားသူကခါရောပြီနဲ့မိုကုခါယောဘီနဲ့အပေါင်းခါယောဘီစုယောဘီနဲ့မိုကုယောဘီကကျတော့အဆင်မပြေဘူးဘာလို့လဲဆိုတော့သူ့ကြိုးမှသူမရှိဘူးလို့ပြောချင်တာနော်အဲ့တော့ခုနခါယောဘီပါတာကိုရွေးမယ်ဆိုတော့အဖြေက3ဖြစ်သွားရဲ့နော်ရမလား